အခုပဲမမတဲ့အပြင်ကနေအိမ်ပြင်ရောက်တယ်ပေါ့နော် surprise လုပ်ပေးမယ်မလာချေလာအောင်တမီဒီစပွဲခုံတုံးမဲ့အဝတ်ယူခဲ့ ဟုတ်ကဲ့လာတယ်မမ စပွဲခုံမတုတ်ထားလားတမီ စပွဲကောင်ကတုတ်ထားခုနကမောင်လေးကပြန် ဒီမှာလာတော့ဒီပန်းနေလာတော့ ချင်းပြီးတော့ပါ တေချာတော့တေချာဒီမှာညက်ပတ်နေတေချာကြည့်ပြီးတော့တေချာတော့အဲ့မှာတွေ့လာညက်ပတ်နေလားအားရလဲလား နကန် လက်ကတည်းလားအဲ့တမီတော့အဲ့တမီတော့ဟိုတနေ့ကဒီမှာနာအပေါ်ဖောက်ပေးလိုက်တာလေအဲ့တမီတော့ဒီမှာလက်ကတုံဖတ်တာနှာခေါင်းမှာတက်ဖို့ဒါနားမှာတက်ဖို့ဘလို့လဲပြောဒီပြတယ်ဆိုတော့ဘလို့လဲပေါ့ အရင်ပြောရလို့ကျေးဇူးလေးတင်နေရရေးလေးချစ်ဝယ်ပြီးလို့တော့မဟုတ်ပါစပိုးရဲ့ချစ်ပြီးသားဆိုတော့ပြောတယ်လို့ပါ ပြောတယ်အန်တီအနားလေးအများကြီးဖောက်တာလေနေ့ငါဒီမှာဖောက်ပေးတာဒီမှာနားအနာဖြစ်တယ်ဆိုအဲ့မှာရွှေဝဲခဲ့ပြီးရနော်အဲ့မှာနှာခေါင်းတက်မဲ့ရွှေပါဝဲခဲ့ပြီးရလိမ့်ပါမလားသူ surprise ဖြစ်သွားပြီသူအတွက်ဟိုတနေ့ကမမတရားလေသူ့ကိုယ်တိုင်မမတဲ့ကိုယ်တိုင်နားဖောက်ပြီးလိုက်တာပေါ့နော်အဲ့ဒါဒီမှာနားတန်နေခဲ့ပဲတက်တာနားအနာဖြစ်လို့တဲ့ဒီလားသူပြောနေ2ရက်3ရက်ရှိမမတဲလည်းမအားတော့အဖြစ်သွားမအောင်နေလည်းမကောင်းအခုတို့ဒီမှာဒါလုပ်ပြလိုက်တာအဲ့ပေါချပေးမယ်နော် ဟုတ် ရီစာနောက်လိုက်လို့ရှိရင်ဒါအရင်ကြီးရတယ် ဘယ်ကြီးစားတော့မလဲအမေရှာချူလို့မဟုတ် ဆွဲကြိုးကဘယ်သူဝယ်ပေးတာလဲတဲ့ ဆွဲကြမမတဲဝယ်ပေးတာ နကတ်တွေကဒီအများကြီးကဘယ်သူဝယ်ပေးတာလဲ မမတဲပဲဝယ်ပေးတာ လက်ပတ်ကို လက်ပတ်လည်းမဝယ်ပေးတာ ဟုတ်လားအေးပေးရ